မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ UEC အဖွဲ့ဝင်များပါရှင်တန်းမကွေးမှတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်လက်အောက်ခံရွှေကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင်များစီးလာတဲ့ရှင်တန်းမြို့သစ်မြို့နယ်မှာကြားဖြတ်တိုက်ခိုက်ခံရပြီးမြို့နယ်ရဲမှုနဲ့စခန်းမှုပါ8ဦးသေဆုံးခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။ဇန်နဝါရီ6ရက်နေ့လယ်မှာမကွေးတိုင်းမှာရွှေကောက်ပွဲအပိုင်းနှစ်ကျင်းပနိုင်ရေးဆွေးနွေးဆောင်ရွက်ရန်လာတဲ့ UEC နေပြည်တော်ဗဟိုနဲ့မကွေးတိုင်းတာဝန်ခံဦးအောင်လွင်ဦးတို့လိုက်ပါလာတဲ့ကားလေးစီးပါရင်တန်းကိုမြို့သစ်ကံပြလမ်းပိုင်းရွှေပန်းကျေးရွာအနီးကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး3စီးတိမ်းမှောက်ပျက်စီးကတစည်းသာထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းနဲ့G3တနက်2လက်နဲ့ကြီးတချို့သိမ်းဆည်းရရှိခဲ့ကြောင်းလည်း၎င်းတို့ကပြောထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရင်တန်းလုံခြုံရေးယူခဲ့တဲ့မြို့သစ်မြို့နယ်ရဲမှုနဲ့စခန်းမှုတို့တည်ဆုံခဲ့ကြောင်းပြောထားတော့လဲ UEC အဖွဲ့ဝင်ဦးအောင်လွင်ဦးထိခိုက်မှုရှိမရှိဖော်ပြထားခြင်းမရှိပါဘူး။ဦးအောင်လွင်ဦးကပြီးခဲ့တဲ့ဒီဇင်ဘာ31ရက်ကလည်းမကွေးတိုင်းအစိုးရအဖွဲ့ရုံးမှရွှေကောက်ပွဲအပိုင်းနှစ်ကျင်းပရေးလုပ်ငန်းအစည်းအဝေးကိုတက်ရောက်ခဲ့ပါသေးတယ်။ရင်တန်းတိုက်ခိုက်နေမှုကိုနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်18တရင်အမှတ်903တို့လှုံ့ဆော်ခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့အတူရောင်ရွှေကောက်ပွဲကိုနေရပေါင်းစုံဘက်ပေါင်းစုံမှဟန်တာပိတ်ပင်သွားမှာဖြစ်ကြောင်း၎င်းတို့ကကြေညာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြိုတင်မဲတွေပွင့်လင်းမြင်သာမှုရှိရလို့စစ်ကော်မရှင်ရွှေကော်ဥက္ကဋ္ဌပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အထွေထွေရွှေကောက်ပွဲရဲ့ကြိုတင်မဲတွေကိုဥပဒေနည်းဥပဒေလုံထုံးလုံနည်းတွေနဲ့အညီပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့တယ်လို့စစ်ကော်မရှင်ပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နေ့ကနေပြည်တော်မှာစစ်ကော်မရှင်ပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်နဲ့နိုင်ငံပါတီတွေတွေ့ဆုံပွဲမှာဝေဖန်မှုတွေရှိနေခဲ့တဲ့ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာပါ။ဦးသန်းစိုးကကြိုတင်မဲပေးတာရေတွက်တာဆန္ဒမဲစင်ပြုစုတာနဲ့ကတ်ထားကြေညာတဲ့လုပ်ငန်းစဉ်တွေကိုလည်းဥပဒေနည်းဥပဒေလုံထုံးလုံနည်းတွေနဲ့အညီနိုင်ငံပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေရွှေကောက်ပွဲကိုယ်စားလှယ်တွေအသီးသက်တွေအပြင်အများပြည်သူကိုဖိတ်ကြားပြီးတိကျမှန်ကန်စွာဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတွေးဆောင်ပွဲမှာနိုင်ငံပါတီများစုကကြိုတင်မဲကောက်ယူထားတဲ့လုပ်ငန်းစဉ်တွေမှာနိုင်ငံရေးပါတီတွေကိုပွင့်လင်းမြင်သာစွာပါဝင်ဆောင်ရွက်ခွင့်ပြုဖို့စစ်ကော်မရှင်ရွှေကောက်ပွဲကော်မရှင်ထံတောင်းဆိုခဲ့တယ်လို့သိရပါတယ်။တွေးဆောင်ပွဲတက်ရောက်ခဲ့တဲ့ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP အတွင်းရေးမှူးနှင့်နော်သစင်တုတ် UEC ဘက်ကကြိုတင်မဲနဲ့ပတ်သက်ပြီးမသိင်္ဂါရင်ပုံစံ73နဲ့ရှောက်ထားပြီးစစ်စစ်နိုင်ကြောင်းပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ကြိုတင်မဲကိစ္စနဲ့ပတ်သက်ရင်ကျမတို့သတင်းအချက်လက်အကုန်မရနေတာလည်းရှိတာပေါ့နော်တချို့ကိစ္စတွေမှာပွင့်လင်းမြင်သာမှုမရှိတာတွေလည်းရှိတာပေါ့နော်သူတို့ဘက်ကမတင်ကားရင်ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့73တင်းနဲ့ပြန်ပြီးတော့တောင်းဆိုပြီးတော့မှပြန်ပြီးတော့စီစစ်နိုင်တယ်ဆိုတာလေးတွေပေါ့နော်အလားရီလို့သူဘက်ကနေပြီးတော့ပြောသွားတယ်လို့ဆိုပါတယ်ဒါအပြင်အဲ့ဒီတွေ့ဆုံပွဲမှာပါတီအများစုကကြိုတင်မဲကြောင့်ရှုံးနိမ့်မှုကြုံတွေ့နေရတဲ့အတွက်ကြိုတင်မဲနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးတင်ပြကြသလိုမဲစင်းတွေအမှားများတဲ့အတွက်မဲပေးခွင့်အများကြီးဆုံးရှုံးတဲ့အပေါ်မှာလည်းဆွေးနွေးခဲ့ကြတယ်လို့သူကဆက်ပြောပါတယ်ရွှေကောက်ပွဲစောင့်ကြည့်လေးလာသုံးသက်သူတအုပ်ကတော့စစ်ကော်မရှင်ကပြုလုပ်တဲ့ရွှေကောက်ပွဲရဲ့ကြိုတင်မဲတွေကအရင်2010ကပြုလုပ်ခဲ့တဲ့ကြိုတင်မဲထက်အခြေအနေဆိုးတယ်လို့ဝေဖန်တာပါကျွန်တော်တို့ကပြန်ပြီးတော့စည်ရင်းစရာတွေပြန်ကြည့်ရင်တော့စည်ရင်းစရာတွေက2010ထက်ကို2025ကတော်တော်လေးကိုဆိုးတယ် UEC ရဲ့ထူးခြားချက်တစ်ခုကတော့မဲဆန္ဒရှင်စည်ရင်းမပါဘဲနဲ့မဲလာပေးတဲ့သူစည်ရင်းနဲ့ရတဲ့ကိုယ်စားလှယ်မဲနဲ့မဲနဲ့ပဲရှားခိုင်နှုံးတွေရေးထားတာဆိုတော့ဒါတော်တော်လေးကိုပေါ့နော်အမှန်တကယ်ဆိုရင်တော့သူတို့ကမဲယုံမှာမဲလာပေးတဲ့မဲနဲ့ကြိုတင်မဲအဲ့ဒီနှစ်ခုပေါင်းပြီးတော့ရှားခိုင်နှုံးတွေဖွဲ့လို့ရတယ်အမှန်တကယ်ဆိုရင်တော့မဲပေးခွင့်ရှိသူကိုအခြေခံပြီးတော့ဘလောက်ရှာခိုင်နှုန်းလာပေးမယ်ဆိုတဲ့2010 2015 2020ဒီလိုမျိုးထုတ်ပြန်ထားတာ2025ကျတော့အန်ဩစရာအကောင်းဆုံးပေါ့ဗျာလို့ဆိုပါတယ်ဒါအပြင်ကြိုတင်မဲရီဟာဝင်ရောက်ရှင်ပြိုင်တဲ့တခြားနိုင်ငံရေးပါတီတွေထက်စစ်တပ်ရဲ့ကြောတောင်းနောက်ခံပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကသာအများဆုံးမိုးနဲ့မြေလောက်ကွာတဲ့အထိရရှိတာကမဲလိမ်ပြီးအနိုင်ရအောင်လုပ်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်အခုလိုစစ်ကော်မရှင်ကပြုလုပ်တဲ့အထွေထွေရွှေကောက်ပွဲအပိုင်းတက်မှာကလေးကကြိုတင်မဲနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေပြင်မဲဆန္ဒရှင်တွေအကြားမှာဝေဖန်မှုတွေမြင့်တက်နေပေမဲ့ပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ကတော့ရွှေကောက်ပွဲအပိုင်း2နဲ့အပိုင်း3ကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ကတော့အထွေထွေရွှေကောက်ပွဲအပိုင်း2ကိုလာမယ့်ဇန်နဝါရီ17ရက်နေ့ရွှေကောက်ပွဲအပိုင်း3ကိုတော့လာမယ့်ဇန်နဝါရီ25ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်ရွှေကောက်ပွဲပူးပေါင်းသူတွေကိုဖမ်းဆီးအရေး
ရေးယူမယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ရွှေကောက်ပွဲဝင်ပြိုင်ဖို့အမည်စင်းတင်သွင်းသူတွေအပါအဝင်စစ်အာဏာရှင်စနစ်တပ်ဆိုးရှည်စေမဲ့လုပ်ငန်းစဉ်မှာပူးပေါင်းဆောင်ရွက်သူတွေကိုဖမ်းဆီးအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ဇန်နဝါရီ6ရက်ကပြုလုပ်ခဲ့တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားမှုအစီအစဉ်မှာစစ်တပ်ရွှေကောက်ပွဲပူးပေါင်းဆောင်ရွက်သူတွေကိုရေးယူနိုင်ဖို့လှုံ့ဆော်ထားတာတွေကိုဦးနေဖုံးလက်ကပြောတာဖြစ်ပါတယ်။စစ်တပ်ကပြုလုပ်နေတဲ့ရွှေကောက်ပွဲမှာပူးပေါင်းပါဝင်နေကြတဲ့သူတွေက2025ဒီဇင်ဘာ9ရက်မှာပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောင်ရှောက်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ညီစွန်းနေကြဦးနေဖုံးလက်ကပြောကြားပြီးအဲ့ဒီသူတွေကိုဥပဒေပါလှုပ်ထုံးလုံးနည်းတွေနဲ့အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့အသိပေးထားပါတယ်။ဒီဥပဒေအရအကြမ်းဖက်အာဏာသိမ်းစေအုပ်စုကကျင်းပတဲ့အတူရောက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းသူတွေကိုမတမာသောနီလန်းနဲ့အာဏာရယူဖို့ကြိုးပမ်းသူတွေအဖြစ်အတိတ်ပဲဖွင့်ဆိုထားပြီးအနည်းဆုံးထောင်ဒဏ်3နှစ်ကနေအများဆုံးထောင်ဒဏ်9နှစ်ထိဖြစ်စေကျပ်သိန်း900အောင်မနှိမ့်နဲ့ငွေဒဏ်ဖြစ်စေတန်ရလုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ဒါအပြင်ရွေးကောက်ပွဲဖြစ်မြောက်ရေးဆောင်ရွက်နေတဲ့အစဉ်စဉ်သောရွေးကောက်ပွဲကော်မရှင်အမည်ခံအကြံဖတ်အဖွဲ့ကအဖွဲ့ဝင်တွေအတူရောက်ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့အမည်စရင်တင်သွင်းသူတွေအတူရောက်ရွေးကောက်ပွဲဖြစ်မြောက်စေပြီးကူညီသူတွေငွေကြေးထောက်ပံ့သူတွေနဲ့တနည်းနည်းနဲ့အထောက်အကူပြုသူတွေကိုဥပဒေပါလှုပ်ထုံးလုပ်ညီတွေနဲ့အညီအရေးယူမယ်လို့ပြောပါတယ်။တော်လိုင်းအင်အားစုထိန်းချုပ်နယ်မြေတွေအပါအဝင်တွေတွေ့ရှိတဲ့မြည်သည့်နေရာမှာမဆိုလက်ရဖမ်းဆီးအရေးယူသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်အာဏာရှင်စနစ်တပ်ဆိုးရှေဖို့ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာပါဝင်ပြီးကိုဘဝနဲ့မိသားစုကုန်သိက္ခာကိုဆုံးရှုံးမခံဖို့ပြည်သူနဲ့ဆန့်ကျင်ဘက်မှမနေပဲပြည်သူနဲ့အတူတူရပ်တည်ကြဖို့အထူးသတိပေးတိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။စစ်တပ်ရဲ့လူမဆန်တဲ့ဖိနှိပ်နှိပ်စက်မှုတွေမျိုးစုံကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေဟာစစ်အာဏာရှင်စနစ်ကိုရှုံရှာမုန်းတီးမှုနဲ့တော်လှန်ရေးပေါ်ယုံကြည်ကိုးစားမှုတွေကိုမကြာခင်ကပြုလုပ်သွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွှေကောက်ပွဲမှာလည်းထပ်မံမြင်တွေ့ခဲ့ရကြောင်းဦးနေဖုံးလက်ကပြောပါတယ်။အဲဒီဒူရောင်ရွှေကောက်ပွဲပထမပိုင်းမှာနီလန်းပေါင်းစုံနဲ့ချင်းချောက်ကြက်ကင်မှုတွေဖိအားပေးမှုတွေကြောင့်မိမိတို့ရဲ့စိတ်ဆန္ဒမပါဘဲမဲ့ပြီးခဲ့ကြရတဲ့ပြည်သူကိုအချို့ကိုစာနားလေသလိုမိမိတို့ရဲ့အခြေခံရှားပိုင်ခွင့်ကိုအတုံးချပြီးရဲရင်ပြတ်သားစွာမဲမပေးခြင်းအပြင်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ပြည်သူတအုပ်တယောက်ချင်းစီတိုင်းကိုအလေးအနက်ဥညွတ်ဂုဏ်ပြုလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ပြီးနိုင်ငံရေးပါတီကောင်းဆောင်တွေပါဝင်ပြည်သူတောင်းချီကိုဥပဒေမဲ့ဖမ်းဆီးထားတဲ့စစ်တပ်ကပြုလုပ်နေတဲ့ရွှေကောက်ပွဲဟာစစ်အာဏာရှင်စနစ်ကိုတပ်ဆိုးရှည်စေဖို့နဲ့စစ်အာဏာရှင်တွေကျူးလွန်တဲ့ဆင်ရဆွေးမှုတွေအတွက်ပြည်တံကင်းလွတ်ခွင့်ရရှိဖို့အတွက်ကြိုးပမ်းတဲ့အတူရောင်လုပ်ရတာဖြစ်ကြောင်းဦးနေဖုံးလက်ကပြောပါတယ်။ဒါကြောင့်စစ်တပ်ရွှေကောက်ပွဲကတရားဝင်မှုလုံးဝမရှိသလိုနိုင်ငံရေးထွက်ပေါက်လည်းမဟုတ်နိုင်ကြောင်းစစ်တပ်ရွှေကောက်ပွဲထောက်ခံကြတဲ့နိုင်ငံချို့ကိုထပ်သတိပေးလိုတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။အဲ့ဒီနိုင်ငံချို့ဟာစိတ်ကနန်းမပြေပဲကိုကျိုးစည်းဝါးကိုရှေ့တန်းတင်ကားစစ်တပ်ရဲ့အတူရောင်ရွှေကောက်ပွဲထောက်ခံနေကြတာဖြစ်ကြောင်းဦးနေဖုံးလက်ကပြောပါတယ်။နောက်ထပ်တပုံတွေနဲ့မကွေးထောင်မှာနိုင်ငံရေးကျင်းသား35ဦးရှိုင်းနှက်တိုက်ပိတ်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးအကျဉ်းထောင်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသား35ဦးကိုမတရားရှိုင်းနှက်ခတ်ကတိုက်ပိတ်ထားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေသိရပါတယ်။မကွေးအကျဉ်းထောင်ရှိအမျိုးသားအဆောင်လေးကနိုင်ငံရေးအကျဉ်းသားတွေကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ10ရက်နေ့မှာထောင်တစ်ခုလုံးရှိစားပြီးသားပကံတွေကိုလူ10ဦးတစ်ဖွဲ့စီနဲ့စေးကြောခိုင်းခဲ့ပြီးမလုံနိုင်ကြောင်ပြောဆိုတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုရှိုင်းနှက်ခဲ့တာပါအဲ့ဒီမှာမလုံနိုင်ကြောင်ပြောဆိုတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုခေါင်းငုံထိုင်ကန်ပြီးခေါင်းမငုံသူတွေကိုမျက်နှာအဝတ်စီးပြီးရိုက်နှက်နေတာနေပူလန်းတာတွေပြုလုပ်ခဲ့တာကြောင့်ခေါင်းခွဲဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်းမြေပြင်ပေါ်မောက်ခိုင်းထားပြီးနံပါတ်တုတ်ဝါယာကျိုးနဲ့မိန်ကျုံအတုတ်တွေနဲ့ရှိုင်းနှက်ခဲ့တယ်လို့ PPNM ကဆိုပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းနိုင်ငံရေးကျင်းသားစုစုပေါင်း35ဦးကိုတိုက်ပိတ်ခံရကပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်နေ့ကနေဒီကနေ့ထိတိုက်ပိတ်ခံထားပြီးလက်ရှိချိန်ထိအရိုက်နှက်ခံရသူတွေရဲ့ကျန်းမာရေးချင်းတွေလည်းမိသားစုဝင်တွေကအတိအကျမသိရသေးဘူးလို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်မှုတွေကိုကျင်းထောင်ဝန်တန်းဖြစ်တဲ့တပ်ပိုင်ဆိုးကကိုယ်တိုင်ပါဝင်ကျူးလွန်ပြီးအဆောင်1ကတန်းစီတရောင်ထွန်းအဆောင်3ကတန်းစီစစ်သားကြီးအဆောင်2ကတန်းစီငပွေးနဲ့အဆောင်4ကအခန်းလူကြီးမြတ်ကိုတို့ကိုထောင်ဝန်တန်းတွေကလုတ်ပိုင်ခွင့်ပေးပြီးနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက်ခဲ့တာဖြစ်ပါတယ်